ဘောလုံးကွင်းထဲမှာ fair play ဆိုတာအားကစားသမားတိုင်းလိုက်နာရမယ့်ကျင့်ဝတ်တစ်ခုဖြစ်ပေမဲ့တစ်ခါတရံမှာတော့ဒါဟာအငြင်းပွားစရာတွေရဲ့အစပျိုးဖြစ်လာတတ်ပါတယ်။အမ်ဘာပေနဲ့ဂိုးသမားကြားကအပြိုင်ပွဲအမ်ဘာပေတယောက် fair play အနေနဲ့ဂိုးသမားစီဘောလုံးပြန်ပေးလိုက်ချိန်မှာဂိုးသမားကဘောလုံးကိုထိမ့်မရပဲအမှားလုံးမိလူနီးပါးဖြစ်သွားခဲ့ပါတယ်။ဂိုးသမားကအမ်ဘာပေကိုဂိုးသွင်းဖို့ကြိုးစားခဲ့တာလို့ဆွဆွဲပြီးဆဲဆိုခဲ့ရာအမ်ဘာပေကမင်းဂိုးစီတာပြန်သွားတော့လို့အေးအေးဆေးဆေးပဲတုံ့ပြန်ခဲ့ပါတယ်။သို့တော့ ဘရပ်စစ်ဆေးချက်အရဂိုးသမားလိုင်းကျော်နေတဲ့အတွက်ပင်နယ်တီကိုပြန်ကန်စေခဲ့ပြီးဒုတိယအကြိမ်မှာတော့ဟာလန်ကဂိုးသွင်းယူကဘိုနိုရဲ့မျက်နှာရှိမှာပြန်လည်အောင်ပွဲခံခဲ့ပါတယ်။ကစားသမားတဦးရဲ့အဝေးကန်ချက်ဂိုးပေါက်နဲ့ဝေးကွာသွားချိန်မှာဂိုးသမားကဟာတာတစ်ခုလိုဒိုင်ပင်ထိုးကလှောင်ပြောင်ခဲ့တာကြောင့်ပရိသတ်တွေရေမောခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာပဲအဲ့ဒီဂိုးသမားဟာပြိုင်ဘက်ရဲ့အားပါတဲ့ကန်ချက်ကိုမကာကွယ်နိုင်ပဲဂိုးပေးလိုက်ရတဲ့အတွက်အရှက်ကွဲခဲ့ရပါတယ်။နောက်ထပ်ဖြစ်ရပ်တစ်ခုမှာတော့ဂိုးသမားမာတီနက်စ်ဟာပင်နယ်တီမကန်ခင်ဘရူနိုကိုစိတ်သက်ရေးရအရာဖိအားပေးလောင်ပြောင်ခဲ့တာကြောင့်ဘရူနိုတယောက်ပင်နယ်တီလွဲချော်ခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ပွဲမှာတော့အဲ့ဒီဂိုးသမားကိုယ်တိုင်ကဘရူနိုရဲ့တာမန်ကန်ချက်ကိုကိုင်မရပဲခြေကြားထဲကနေဂိုးပေးလိုက်ရတဲ့အဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒီဖြစ်ရပ်တွေကတော့ဘောလုံးကွင်းထဲကအားကစားစိတ်ဓာတ်နဲ့အောင်ပွဲခံမှုတွေကြားမှာရှိတဲ့နုနယ်တဲ့မြင်းကြောင်းတွေကိုပြသနေတယ်လို့ကစားသမားတွေရဲ့စိတ်ခံစားချက်တွေကဘယ်လောက်ထိပြင်းထန်နိုင်လဲဆိုတာကိုသက်သေပြနေပါတယ်